ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာအခုစနစ်ကြိမ်အတွက်ပေါ့နော်ကျွန်တော်မနေ့ကတော့ကိုးပရိတ်နဲ့တုံညာပရိတ် site စနစ်2မျိုးကိုကျွန်တော်ချပြပေးသားဖြစ်တယ်ပေါ့သို့တော်လည်းဒီနေ့မှာတော့ကျွန်တော်ကိုးပရိတ် site ကိုထပ်မံချပြခြင်းနဲ့ပေါ့နော်နောက်ထပ်စနစ်1မျိုးပေါ့နော်မနေ့ကပြထားတဲ့စနစ်2မျိုးနဲ့မတူတဲ့အခုစနစ်2မျိုးကျွန်တော်ထပ်မံချပြပေးပါမယ်ဗျအဲ့တော့ကိုးပရိတ်ဒီအမတန် site အားကောင်းတဲ့စနစ်ဖြစ်သွားပြီပေါ့နော်ကဲကြည့်အောင်ပေါ့နော်တော့ဟောဒီမှာ8353ပရိတ်တဗျဟုတ်ပြီနော်8353ပရိတ်သူ့ပေါ်တကွန်း2ကွက်3ကွက်ကဆောင်းမှာကျတော့4ပရိတ်တဗျဒီမှာ3ည2ပေါ့နော်sorry 2 3 4ပရိတ်တဗျသူ့ပေါ်တကွန်း2ကွက်3ကွက်ကိုရေးကြည့်လိုက်တော့ဒီမှာ5ပရိတ်တဗျသူ့ဆောင်းမှာနော်3ည4တက်5ပရိတ်အဲ့တော့3ပရိတ်ဟောဒီမှာ4ပရိတ်ဟောဒီမှာ5ပရိတ်ကဆောင်းနေမှာဖမ်းမှာပေါ့နော်ကျွန်တော်ပရိတ်ပြီးဖမ်းမှာအဲ့ဒါမှလည်းကျွန်တော်တို့ခုရောက်က12ကြိမ်ကိုကျွန်တော်တို့ရောက်မှာကဲအဲ့ဆိုတော့ကျွန်တော်တို့8395ကိုပြန်ကြည့်မယ်8395ရဲ့ဇောင်းမှာကြတဲ့ဟောဒီ990 10ပရိတ်ဒီတဲ့ဒီမှာ3ညလေး10ပရိတ်လို့ပရိတ်ထကစားပါတယ်တဲ့ဒါပထမကဒုတိယ4ပရိတ်ကဇောင်းမှာကြတဲ့ဟောဒီ66နဲ့4ပရိတ်ဒီတဲ့သူ့ရဲ့ဇောင်းမှာလည်းဒီမှာ356 4ပရိတ်လို့ထကစားပါတယ်တဲ့ပရိတ်ထပဲနော်အဲ့ဆိုတော့ကျွန်တော်တို့ကနောက်ဆုံးကတ်ကိုကြည့်မယ်3ညလေးတက်5ပရိတ်ကဇောင်းမှာကြတယ်ဟောဒီ3နဲ့4 9ပရိတ်ဒီသူ့ဇောင်းမှာ9ပရိတ်လို့ထပ်မှန်ကစားအောင်မလားဟုတ်ပြီနော်အဲ့တော့ဒီ cycle လေးလည်းရှင်းပါတယ်နော်ဒီမှာ3ပရိတ်4ပရိတ်5ပရိတ်ကဇောင်းမှာကြမဲ့ခဏပရိတ်ကလေးတွေဒီပရိတ်ထကစားတဲ့စနစ်ပေါ့နော်3ပရိတ်ကဇောင်းမှာ10ပရိတ်ဒီ10ပရိတ်လို့ကစားတယ်4ပရိတ်ကဇောင်းမှာ4ပရိတ်ဒီ4ပရိတ်လို့ကစားတယ်5ပရိတ်ကဇောင်းမှာဟောဒီ3နဲ့4 9ပရိတ်ဒီ9ပရိတ်လို့ထက်ကစားအောင်မလားဟုတ်ပြီနော်ဒါစနစ်တစ်မျိုးပါ9ပရိတ် site နောက်ထပ်စနစ်တစ်မျိုးစစ်ကြည့်အောင်ပေါ့နော်ဟောဒီမှာတစ်ထိတ်ပေါ့နော်ဒီမှာကျွန်တော်ပြီးခဲ့ပွဲတစ်ရှစ်လေးလို့ကြာသွားပါနော်တစ်ထိတ်ကကျွန်တော်အပေါ်9ကတ်ကိုစစ်ရင်မယ်သူကနေတကန်း2ကတ်3ကတ်4ကတ်5ကတ်5ကတ်ဘေးမှာဟောဒီမှာ2ထိတ်ဒီပြန်2ခွင်းလို့တစ်ပရိတ်လို့ကြာထားပါတော့2ထိတ်ကဲအဲ့2ထိတ်ကနေဒီမှာကျွန်တော်တို့5ကတ်ပြန်စစ်ရင်မယ်တကန်း2ကတ်3ကတ်4ကတ်5ကတ်ဟုတ်ပြီနော်ရရင်ပြမယ်တကန်း2ကတ်3ကတ်4ကတ်5ကတ်5ကတ်ဘေးမှာလေးမယ်3ထိတ်ဒီပြန်3 9 5ပေါ့နော်အဲ့ဆိုကျွန်တော်တို့ကဘာလို့ဆိုလိုချင်တာလဲဆိုရင်ဟောဒီတစ်ရှစ်လေးတစ်ထိတ်ကဲဟောဒီ2ခွင်း2ထိတ်ကဲဟောဒီ395 3ထိတ်ကဲပေါ့နော်1 2 3ထိတ်တွေကအောက်မှာတဲ့ဟောဒီမှာ6ပရိတ်63ဒီမှာ2ထိတ်ကအောက်မှာ388 9ပရိတ်ပဲဒီမှာ1ထိတ်ကအောက်မှာလဲ9ပရိတ်လို့ကျွန်တော်တို့ကစားခြင်းတယ်ဘာကြောင့်ကစားခြင်းတာလဲဆိုရင်သူ့စနစ်ကလေးကြည့်မယ်ပေါ့နော်ဟောဒီ395ရဲ့အောက်မှာ63ဘာကြောင့်ကစားလဲဆိုလို့ရှိရင်တဲ့3ထိတ်ကအပေါ်ဟောဒီ3ညထိတ်ကဲတဲ့ဟောဒီရှင်းနှလုံး6ခွင်ပေါ့နော်ရှင်းနှလုံး6ကဲအဲ့ဆိုတော့6ခွင်3ညဒီ6ပေါ့နော်အဲ့6နဲ့ဟောဒီ3ထိတ်နဲ့ပေါင်းရင်6မို့ဒီမှာ9ပရိတ်ပါတဲ့63ဟုတ်ပြီနော်ကဲပထမကဒုတိယနှစ်ထိတ်ကအောက်မှာဟောဒီ388ဘာကြောင့်ကစားလဲဆိုလို့ရှိရင်တဲ့နှစ်ထိတ်ကအပေါ်ကျွန်တော်ကြည့်မယ်နော်6ထိတ်ကအပေါ်ကရှင်းနှလုံး1ပေါ့နော်56အဲ့ဆိုတော့966ဒီခွင်ပေါ့နော်ခွင်နဲ့ဟောဒီနှစ်ထိတ်နဲ့ပေါင်းရင်6မို့ဒီမှာ388 9ပရိတ်ပါတဲ့ဟုတ်ပြီနော်ကဲအဲ့ဆိုတော့ကျွန်တော်တတိယခုကတ်ကိုကြည့်မယ်တစ်ထိတ်ကအောက်မှာဘာကြောင့်9ပရိတ်ကစားခြင်းလဲဆိုရင်တစ်ထိတ်ကအပေါ်ကိုပြန်ကြည့်မယ်နော်ဟောဒီခွင်ထိတ်ကအပေါ်ကဒီမှာနော်38ခွင်ဆိုတော့ရှင်းနှလုံးပေါင်း1ပေါ့နော်အဲ့ဆို38ဒီအောက်ကခွန်ထိတ်နဲ့ပေါင်းရင်8ပဲเนาะအဲ့8နဲ့ဒီတက်ထိတ်နဲ့ပေါင်းရင်6မို့ဒီမှာကျွန်တော်တို့က6ပရိတ်လို့ကစားချင်တာပေါ့เนาะအဲ့တော့ဒီစနစ်ကလေးလည်းရှင်းမှန်ထင်ပါဗျအဲ့ဆိုကျွန်တော်ပြန်ရှင်းပြမယ်เนาะဟောဒီ3ထိတ်ကအောက်မှာ63ဘာကြောင့်6ပရိတ်ကစားလဲဆိုရင်3ထိတ်ကအပေါ်ကဟောဒီ3ညထိတ်ကရှင်းနှလုံး6ခွင်6က3ည6ခွင်6နဲ့ဟောဒီ3ထိတ်နဲ့ပေါင်းရင်6မို့63သူ့အောက်မှာ9ပရိတ်လို့ကစားတယ်ဒုတိယ2ထိတ်ကအောက်မှာ388ဘာကြောင့်ကစားလဲဆိုရင်2ထိတ်ကအပေါ်မှာဟောဒီ6ထိတ်ကဟောဒီရှင်းနှလုံး56တစ်ကပေါ့နော်656ကခွင်ရဟောဒီ2ထိတ်ကပေါင်းရင်6မို့ဒီမှာ9ပရိတ်ဟုတ်ပြီနော်အဲ့ဆိုကျွန်တော်တို့ကဒီမှာ1ထိတ်ကအောက်မှာဘယ်လိုကစားခြင်းလဲဆိုရင်9ပရိတ်ဘယ်လိုကစားခြင်းလဲဆိုရင်1ထိတ်ကအပေါ်မှာဟောဒီခွင်ထိတ်ကတဲ့ဟောဒီ38ရှင်းနှလုံးပေါင်း1ကပေါ့နော်အဲ့ဆို8အဲ့8နဲ့ဒီ1နဲ့ပေါင်းရင်နော်38ဒီခွန်ထိတ်ကပေါင်းရင်38ခွန်8နဲ့ဟောဒီတက်ထိတ်နဲ့ပေါင်းရင်6မို့9ပရိတ်လို့ကျွန်တော်တို့ဒီနေရာမှာဆက်ကစားခြင်းတယ်ပေါ့နော်အဲ့ဆိုတော့ကျွန်တော်ပြောခဲ့တာဒီနေ့မှာကဲ9ပရိတ်ဆက်ကိုမနေ့ကစနစ်နဲ့မတူတဲ့စနစ်နှမျိုးကိုကျွန်တော်ထပ်မံချပြလိုက်တယ်ပေါ့နော်ဒါလည်း9ပရိတ်ဆိုင်ပါပဲအဲ့ဆို9ပရိတ်ဒီအမတန်အားကောင်းသွားပြီပေါ့နော်ဒီစနစ်တွေရဆိုရင်ကျွန်တော်မနေ့ကလည်းစနစ်နှမျိုးချပြတယ်ဒီနေ့လည်းကျွန်တော်9ပရိတ်ဆိုင်ကိုစနစ်နှမျိုးချပြတယ်ပေါ့နော်အဲ့ဆိုတော့ကျွန်တော်တို့9ပရိတ်ဆိုင်ကတော့အမတန်ကိုလှပနေပြီပေါ့နော်အဲ့တော့ကျွန်တော်ကဏ္ဍကင်တဲ့စနစ်ကိုတော့ကျွန်တော်ကဲ26 29နေမှာကျွန်တော်ချပြသွားမှာခင်ဗျကဲ line ပေါ်မှာရှိတဲ့မိတ်ဆွေပေါင်းပေါ့နော်ကိုဗရိတ် site ကိုကြိုက်ပါတယ်ပြောနေတဲ့
ကျွန်တော် Telegram မိတ်ဆွေတွေပေါ့နော် Facebook ကမိတ်ဆွေတွေဒီလောက်ဆိုရင်တော့ဒါဒီစနစ်အမတန်အားကောင်းတယ်ဆိုတာကိုတိတိကျကျကိုယ်မြင်သွားပြီပေါ့နော်ဟုတ်ကဲ့မိတ်ဆွေများအားလုံးကံကောင်းနိုင်ကြပါစေခင်ဗျာဟုတ်ကဲ့ခွက်လက်ပါခင်ဗျာ